Hello နန်းပါနန်းကဒီနေ့မှာတော့စင်နမာတို့အိမ်လေးကိုတော့ပြန်မှာဖြစ်ပါတယ်โอเคအဲ့တော့အခု ID လေးကတော့ရလာပြီပေါ့နော်ဒီမှာ ID ကိုရေးပြထားပါတယ်အဲ့တော့ဒီမှာ ID ကိုလိုက်ပြီးတော့တွားကြည့်လို့ရပါတယ်โอเคမူရင်း ID owner ကို credit ပါဟိုမှာရောက်သွားပါပြီဘယ်မှာထွေထွေထူးထူးနေရာမှာတော့မဟုတ်ဘူးပေါ့နော် home girl မှာပါခဲရဲ့အိမ်မှာပါဝါဒီနေရာတွေပါအသီးစိမ့်လိုက်ဆောက်ထားတာပဲမိုက်လိုက်တာဝေါနန်းသာဆိုလို့ရှိရင်လေဒါတွေပြင်းလို့မဆောက်ပါဘူးဒါတွေအဲ့လိုပေါ့နော်အရန်ပြင်းတာနန်းဆိုလို့ရှိရင်အဲ့လို ID တွေဆောက်လို့ရှိရင်အဲ့လိုပြင်းတဲ့ခါကျတော့မဆောက်နိုင်ဘူးပေါ့နော်အရန်မိုက်တာပဲနန်းဆိုလို့ရှိရင်ဒီလိုသူ့လိုအသီးစိမ့်လိုက်ဆောက်မှာမဟုတ်တော်တော်စိတ်ရှိမဲ့ပုံပဲကြည့်ရတာဟောအိမ်ထဲမှာတော့ဘာမှတော့မထည့်ထားဘူးပေါ့နော်သူကစင်နမာရိုးအိမ်ကအပြင်ဒီကိုရိတ်ပဲဟိုမှာစင်နမာရိုးပုံဘလို့လုပ်နေတော့မသိဘူးဟိုမှာလှပါတယ်နော်ပုံလေးလုပ်ထားတာအဲ့တော့ဒီကနေပြီးစသွားရမှာပေါ့နော်နှီးလို့ဂျက်ပတ်နေပဲသွားတော့မယ်ဟဲ့ဒါဘယ်ကနေတက်ရမှာတော့မီးဝေါမိုက်တယ်အဲ့တော့ဒီမှာတက်သွားမယ်ဘယ်ရောက်ဝိုင်းလဲဟဲဟောဘယ်ကနေဆက်သွားမလဲမသိဘူးဟုတ်လေဒီမှာတွေ့ပြီမိုက်တယ်ဟာဒါလေးကိုလုံးထားမိုက်တယ်ရောနော်အောင်နေပြင်ချမယ်ဟဲ့မိုက်တယ်အဲ့ရလေးကိုလုံးထားတာဒါပေမဲ့ကြောက်စရာကြီးအဲ့လိုပေါ့နန်းဆိုလို့ရှိရင်အမြင့်ကြောက်တယ်လုံးထားတာလှတယ်ဆောင်းနေစင်နမာတို့ဘလို့မြဲလုံးလဲမသိဒီမှာပေါ့နော်သူ့နာမည်လေးရေးရပါလေ subject သူရဲ့နာမည်လေးနောက် ID တစ်ခုသွားပြအောင်မေပေါ့နော်โอเคစင်နမာတို့အိမ်လေးပြီးပြီဆိုတော့နောက်ထပ်စင်နမာတို့အိမ်နောက်တစ်ခုသွားပြမယ်ဒါပေမဲ့ဒီဟာနဲ့မတူဘူးပေါ့နော်အဲ့တော့ ID ကတော့မှတ်ရသေးတယ်အစကဟိုလိုပဲကြည့်မလို့ပဲမရေးတော့ပဲလေဒါပေမဲ့အခုမကြည့်တော့ပါဘူးခွန်3ပြီးတော့ခွန်3ပြီးတော့33ခွန်နဲ့ခွန်ပြီးတော့113မှန်လားတော့မသိပါဘူး Jennifer စောက်ထားတာပေါ့နော်ဒီဟို YouTube မှာ Jennifer ဆိုပြီးတော့ရိုက်ရှာကြည့်လိုက်ဒီအိမ်မှာပဲစောက်ထားတာပါပဲအမှရှိတယ်ပေါ့နော် Jennifer ဆိုပြီးတော့နောက်ပြီးရင်ပြပေးမယ်အဲ့အကောင့်လေးအဲ့အကောင့်ကမာကြီးထင်တယ်နော်စောက်တာတော်တော်လေးကိုတော်တယ်တိလား prop ID လေးစောက်တာသူစောက်တဲ့ဟာလေးလှနေရောပဲတိလားတကယ်ပြောတာတကယ်လှနေရောပဲဘယ်လိုလဲဆိုတော့ဒီပြောပြမယ်နော်သူစောက်ထားတာတွေကတော်တော်လေးကိုလှတယ်အဓိကတော့ feel ချထားတာတော်တာပေါ့နော်ကျမတော့အဲ့လောက်မတော်ပါဘူးမကျိုးလဲဆိုဖာကုံလေးလှတာဒါပေမဲ့ तू ကအိတ်ရာကြီးကိုဆိုပါဘူးကြည့်ပါဦးဟဲ့ तू ကလှတာပေါ့နော် feel ချကြတော့အဲ့လိုလုံးလို့မရဘူးလှတော့လှပါတယ်ဒါပေမဲ့လေဒီခန်းထဲမှာရောဗာထားတာသိတယ်ဆိုတော့ဟိုဘက်မှာမဟုတ်ဒီခန်းထဲမှာဘာမှမထားတာမနောက်ပြီးမိဖို့ကြောင့် तू decorate လောက်ထားတာပေါ့ဝါချီအောင်လှလိုက်တာလှလိုက်တာနော်ဝါလှလိုက်တာသူတော့လှလိုက်လောက်ထားတာပြီးတော့ဒီခန်းကိုဘာလေးထည့်ထားနေလဲဒီခန်းကတော့မှန်လေးထည့်ထားပြီးတယ်သူဝါတော်တာပဲအိမ်ဆောက်တာโอเคဒီ prop ID ပြီးသွားပြီဆိုတော့နောက်ထပ် prop ID တခုကိုထပ်ပြီးတော့ထည့်ပြပါမယ်ဘာလဲဆိုတော့နောက်ထပ် prop ID တခုကကြတော့
နှစ်3နှစ်ဒါလည်း Jennifer စောက်တာပဲနေတူတယ်မနန်းအိမ်ကလိုင်းတက်မကောင်းဖြစ်နေတယ်ပေါ့နော်အော်ဟိုမှာဘလို့ကြီးလဲအိမ်ရခေါင်မှုလေးမပါဟဲ့ဘလို့တော့အိမ်ရခေါင်မှုလေးမပါလားဘလို့လောက်ကမှာလဲဟဲ့ခေါင်မှုပဲလားကြံနေတယ်မသိဘူးဘယ်ရောက်ဝင်ရမှာလဲအော်ဟိုမှာလာမလန်းတော့ဘလို့ကြီးလဲခေါင်မှုလေးမပါနေဒီမှာပေါ့နော်အိမ်ရဒီရဝင်မှာဟဲ့ဘလို့ခေါင်မှုမပါခေါင်မှု error ဖြစ်သွားလားမသိဘူးကြံနေတာခေါင်မှုပါလှတယ်အိမ်ကြီးအင်္ဂလိပ်ကလှတယ်ခေါင်မိုးပါလို့ရှိရင်ခေါင်မိုးလည်းမပါလှတယ်ဆိုပါကုန်းလေးကြည့်အောင်လုပ်ပြလှတယ်ချစ်စရာလေးဒီမှာဆိုလို့ရှိရင်ဆိုပါကုန်းလေးညာဘေးနောက်မှာပတင်းပေါက်လေးနဲ့အရန်လှတာပဲကြည့်အောင်တော်တော်စောက်တတ်တယ်နော်ဒီမိုင်းတကယ်ပြောတာတော်တော်စောက်တတ်တယ်နန်းဆိုလို့အဲ့လောက်အများကြီးစောက်နိုင်ကြည့်ရုံဟဲတော်တော်စိတ်ချင်ပဲပုံပဲသူကတော့ပတင်းပေါက်လေးနာမှာဒီဧကန်လေးကြိုက်ဆုံးပဲပတင်းပေါက်လေးနာမှာဆိုပါခုံလေးနဲ့နန်းဆောင်ဟာအလောက်မလားဒါအခန်းလေးပေါ့နော်ကြည်အောင်ခေါင်မိုးမပါလားဆိုတာအဲ့ရလေးကလှလိုက်တာဘလို့မြန်းဆောင်ထားလဲမသိဘူးလှလိုက်တာဟဲ့ဟုတ်တယ်မလေးဟဲ့ဘာကြီးလဲအဲ့ဒါဘလို့ပဲလို့ခေါင်မိုးပါလဲမသိခေါင်မိုးပါရင်လှတယ်ဒါကတော့ kitchen ပေါ့နော် Okay ဟုတ်ကဲ့ပါဒီနေ့ကတော့နန်းပေါ့နော်ဒီ ID 3ခုတွားပြခဲ့တာဖြစ်ပါတယ်နန်းကိုတွားပြစီခြင်းတဲ့ ID လေးလာပေးထားလို့ရပါတယ် bye bye